ဒီတစ်ခါကြာလို့ရှိရင်ပေါ့နော်ဒီတစ်ခါကြာဘယ်လိုမျိုးအခုဒီခါဘာလုပ်ပေးချင်တာလဲဆိုလို့ရှိရင်အခုကကြာလို့ရှိရင်ပေါ့နော်အခြေရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်အခုလက်ရှိကိုတွဲနေတဲ့လူကတကယ်ကိုရဲ့ဘယ်လိုပြောမလဲကိုရဲ့တကယ်လက်တွဲပေါ်ပေါ့နော်လက်တွဲပေါ်ကိုရဲ့အိမ်တော်ဘက်အစစ်မှန်ဟုတ်လားမဟုတ်လားဆိုတဲ့ဥစ္စာလေးကိုကြည့်ပြပါမယ်နော်အခုလက်ရှိကိုတွဲနေတဲ့လူကတကယ်အိမ်တော်ဘက်အစစ်မဟုတ်ဆိုတာလေးကိုကြည့်ပြမယ်နော်အခုမှစပြီးကတ်ဆွဲမယ်ပေါ့အခုကိုလက်ရှိတွဲနေတဲ့အခု9ရက်သားသမီးများအားလုံးအတွက်ပေါ့နော်လက်ရှိတွဲနေတဲ့ရှိသူတွေကအိမ်တော်ဘက်အစစ်မှန်ဟုတ်မဟုတ်ပေါ့နော်ဒါလေးကကတ်ဝမ်းပေါ့နော်ကတ်ဝမ်းလေးကိုကြာလို့ရှိရင်အနီရောင်လေးလို့မှတ်ပေးထားမယ်ပေါ့နော်ဒီမှာအနီရောင်လေးပါဒါလေးကတော့တတူပေါ့နော်အနက်ရောင်လေးပါဒီမှာပေါ့နော်ဒါလေးကတော့ကတ်နံပါတ်1ဒါလေးကတော့နံပါတ်2ဖြစ်ပါတယ်ဒါလေးကနံပါတ်1ပါဒါလေးက file 2ပါ okay အဲဆိုလို့ရှိရင် file 1အတွက်ပေါ့နော်ကြည့်ပြပါမယ်ဖိုင်ဝမ်တွေကကြာဘယ်လိုပြောရလဲအခုလက်ရှိတွဲနေတဲ့ရှစ်သူပေါ့နော်အခုလက်ရှိတွဲနေတဲ့ကောင်လေးတွေကအခုကောင်မလေးဖြစ်ပြီးကောင်လေးပေါ့နော်ကိုယ့်ရဲ့အိမ်ထောင်ဘက်အစစ်မှန်ဟုတ်လားမဟုတ်ဘူးလားဆိုလို့ရှိရင်တော့အိမ်ထောင်ဘက်အစစ်မှန်ဖြစ်ပါတယ်ဒါပေမဲ့တစ်ခါလေကြားလို့ရှိရင်တော့စကားများတာလေးတွေတွေ့ရပါတယ်ပေါ့နော်ဥပမာဂျာကနေပြီးတော့ပေါ့နော်တယောက်စကားများတာလေးတွေတွေ့တတ်ပါတယ်ပြီးလို့ရှိရင်သူများရဲ့ပြောစကားလေးတွေကြောင့်ပေါ့နော်သူများရဲ့ပြောစကားလေးတွေကြောင့်အဲ့လိုမျိုးလေးတွေလည်းနည်းနည်းလေးထင်ပေါ့နော်သူများပြောတိုင်းကိုသိမယုံပါနဲ့ပေါ့နော်ကိုယ့်ကိုတယောက်နဲ့တယောက်ချင်းချင်းပြီးတော့နားလဲပေါ့နော်အခုချိန်မှာတွေ့တာပေါ့နော်အခုလက်ရှိသူတို့ကပေါ့နော်အခုကိုအဲ့ဒီတွဲနေတဲ့နှစ်ယောက်မှာဆိုလို့ရှိရင်နှစ်ယောက်စလုံးမဖြစ်ဖြစ်ပေါ့နော်နှစ်ယောက်တူတူသွားပြီးတော့တနေရာမှာသွားပြီးအလုပ်လုပ်ဖို့ပဲဖြစ်ဖြစ်တွေ့ရတာပါတယ်တွေ့တယ်ပေါ့နော်ဒါမှမဟုတ်ရင်လည်းနှစ်ယောက်စလုံးအတွက်ပေါ့နော်သတင်းစကားကောင်းပေါ့နော်ကောင်းသောသတင်းစကားတွေလည်းကြားရနိုင်ပါတယ်နှစ်ယောက်စလုံးကပေါ့နော်သူတို့ရဲ့ဘဝတလန်းလေးတွေအတွက်ပေါ့နော်တခြားနေရာကိုသွားပြီးတော့အလုပ်လုပ်ဖို့အတွက်လည်းစီစဉ်နေတာမျိုးလေးလည်းတွေ့တယ်ပေါ့နော်နှစ်ယောက်စလုံးပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်နှစ်ယောက်ထဲကတစ်ယောက်ပဲဖြစ်ဖြစ်ပေါ့နော်သူဘဝတက်လန်းအတွက်ပေါ့နော်နှစ်ယောက်စလုံးရဲ့ဘဝတက်လန်းအတွက်ပေါ့သွားရတခြားနေရာမှာသွားရောက်ပြီးတော့အလုပ်လုပ်ဖို့လေးတွေလည်းတွေ့တယ်သွားလုပ်တဲ့အခါမှာလည်းပဲကောင်းပါတယ်ပေါ့နော်အဆင်ပြေပါလိမ့်မယ်အဲ့တော့ပြောချင်တာကကောင်းသောသတင်းစကားလေးတွေကြားပါလိမ့်မယ်ပြီးလို့ရှိရင်နောက်တစ်ခုကကြာလို့ရှိရင်ပေါ့နော်ကိုပေါ့နော်တယောက်နဲ့တယောက်စကားများတာလေးတွေရင်ဖြစ်တာလေးတွေအဲ့လိုမျိုးရှိတော့တမ ्या ပြောစကားလေးအကြောင်းလည်းဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေကိုပြအောင်နည်းနည်းလေးတော့ကိုယ်ယူဆိုင်ပြီပေါ့နော်โอเคအဲ့ဒါဆိုရင်နည်းနည်းယူဆိုင်ပေးပါလို့ပြောချင်ပါတယ်အဲ့တော့ဖိုင်2ပေါ့နော်ဖိုင်2မှာကြာလို့ရှိရင်ပေါ့နော်ဘယ်လိုပြောမလဲဆိုတော့သူတို့ကကောင်းလေးပေါ့နော်ကောင်းလေးကနည်းနည်းလေးဇွတ်တရုပ်ကလေးဆန်တတ်တယ်နည်းနည်းဆိုးလေးပေါ့နော်ခက်ဆိုးလေးပါတယ်ဒါပေမဲ့ကောင်မလေးကအမျိုးသမီးပေါ့နော်အမျိုးသမီးလေးတွေကတော့သူတို့ကိုပြောဘယ်လိုပြောရမလဲဆိုလို့ရှိရင်နိုင်တယ်ဆိုဟိုလိုမျိုးနိုင်တာမဟုတ်ဘူးသူတို့စိုးနေတော့မှပဲသီးခံခွင့်လို့ပေးတယ်မေတ္တာတရားတွေပေးတယ်ပေါ့နော်ကောင်းလေးဘက်ကစိုးနေတော့မှပဲကောင်မလေးတွေကနေပြီးတော့မေတ္တာသူတို့ရဲ့ရင်ထဲကချစ်ချင်းမေတ္တာတရားတွေနဲ့ကောင်းလေးစိုးတာတွေကိုသီးခံပေးတယ်ပြီးတော့ဒီစိုးတာလေးတွေကိုလည်းတပေးပေးနဲ့ပြန်ပြီးတော့ပေါ့နော်အဲ့လိုမျိုးမဖြစ်အောင်ပေါ့နော်ပြောမှဆိုမေတ္တာနဲ့နီးတော့မေတ္တာတက်ကူးတယ်လို့ပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့လုပ်ပေးပါတယ်အဲ့တော့ပြောချင်တာကကြတော့ပေါ့နော်
ဘယ်လောက်တယောက်နဲ့တယောက်စကားဘယ်လိုပြောမလဲဆိုရင်စကားများရန်ဖြစ်တာပဲဖြစ်ဖြစ်တစ်ဖက်ကဘယ်လောက်ပဲဆိုးတာပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ဘက်ကနေပြီးတော့အကောင်းဆုံးမေတ္တာတရားနဲ့ပေးပြီးတော့ပြန်ပြီးတော့တယောက်နဲ့တယောက်ညှိနှိုင်းထိန်းညှိပြီးတော့သွားဖို့ပေါ့နော်ပြောချင်ပါတယ်ပြီးလို့ရှိရင် तू ကဘယ်လိုပြောဆို तू ကတစ္ဆာရှိပါတယ်ကောင်လေးကပြောမယ်ဆိုတစ္ဆာရှိတယ်तू ကလေနှုတ်ကသာလူကသာအဲ့လိုမျိုးပေါ့နော်ဘယ်လိုပြောမလဲခတ်ဆိုးဆိုးလေးဖြစ်ပေမဲ့ချွဲနွဲတာမျိုးတွေ तू ကအရင်ကြိုက်တယ်ရွှဲရွှဲနွဲ့နွဲ့လေးပေါ့နော်ကောင်မလေးရဲ့နောက်မှာရွှဲရွှဲနွဲ့နွဲ့လေးနေရတာမျိုးလည်းကြိုက်တယ်တခါတလေသူတို့စိတ်အခက်မသိလို့ပြောဆိုလိုက်တာမျိုးရှိပေမဲ့လည်းပဲနော်အဲ့လိုမျိုးကောင်မလေးရဲ့အနားရောက်သွားပြီဆိုလို့ရှိရင်အဲ့လိုမျိုးချွဲနွဲ့ပြီးအဲ့လိုမျိုးနေရကြိုက်ကောင်မလေးတွေကလည်းအရန်ပေါ့နော်ဘယ်လိုပြောမလဲအရန်ကိုညံကောင်းတယ်အရန်ကိုလည်းယဉ်ကျေးဘယ်လိုပြောမလဲမေတ္တာတရားကြီးမားတယ်ပေါ့နော်သူတို့အဲ့လိုမျိုးလာပြီးတော့ပြောနေပေမဲ့လည်းပြန်ပြီးတော့လေဘယ်လိုပြောတစ်ဖက်ကလာပြီးတော့ဒေါသထွက်နေတော့မှကိုယ့်ဘက်ကပြန်ပြီးတော့ဒေါသနဲ့ထုတ်ပြန်တာမျိုးမဟုတ်ဘဲနဲ့မေတ္တာတရားနဲ့ပြန်ပြီးတော့တုတ်ပြန်လိုက်တာပေါ့နော်အဲ့တော့တနေ့တယောက်ကမေတ္တာတက်ကူးပြီးတော့အဲ့လိုပဲရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပဲအဲ့လိုမျိုးချွတ်ချွတ်နဲ့နဲ့ပုံစံလေးတွေတွေ့ရပါတယ်အိမ်နောက်ဘက်ဟုတ်လားဆိုတော့ရှင်တော့ဘယ်လိုပြောရမလဲဆိုလို့ရှိရင်ပေါ့နော်တယောက်နဲ့တယောက်ကအဲ့လိုပဲရန်ဖြစ်လိုက်ပြန်ချစ်လိုက်ရန်ဖြစ်လိုက်ပြန်ချစ်လိုက်တယောက်ကဆိုးလိုက်တယောက်ကကောင်မလေးကချောလိုက်မေတ္တာတက်တွေပေးလိုက်နေပဲအဲ့လိုမျိုးလေးနဲ့ပဲတွားမှာပါပြီးလို့ရှိရင်ပေါ့နော်တားကြီးအစိုးရတော့မတွေ့ပါဘူးကောင်းတာလေးအဲ့လိုမျိုးလေးတွေ့တယ်ပေါ့နော်အဲ့တော့နည်းနည်းလေးတယောက်နဲ့တယောက်ဒီနေ့လုံးကပြောသွားသလိုပဲထိန်းချောင်းပြီးတော့ရှေ့ဆက်သွားကြပါတော့နောက်ဗီဒီယိုတွေကြမှာအခြေကြီးပြန်လုပ်ပြီးပါတော့နော်အခုကကြတော့နည်းနည်းလေးပေါ့နော်အားနေတဲ့ခါလေးလို့တော့တိတ်ပြမပြည့်စုံလေးဖြစ်သွားလို့ရှိရင်လည်း sorry ပါနောက်ဗီဒီယိုတွေကြာလို့ရှိရင်ကတ်တွေအများကြီးဆွဲထုတ်ပြီးတော့လုပ်ပေးပါမယ်နော် like and follow လေးလုပ်ပေးပါဦးနော်